ပြခြင်းနဲ့အချင်းလေးရဲ့လူကြောင်မျိုးကြောင့်ခွေတို့နေရောခွေပေါ်မှာကိုဆိုးတယ်ရင်နောက်ရောက်စကားတွေလေးမပြောရတော့မိသိပဲရင်နောက်ဆိုပြုံးနေနေချစ်ရသူမှပေါ်ရောက်ပဲအိမ်မရောလေးညောင်းမလေးလေးညောင်းလေးမိကြောင်းပဲဆိုရင်ချင်တော့တဲ့လုံးရှိတော့မယ်လိုက်မယ်ရေရောမသိကြလေးချင်မျိုးမလုံးလားလေစမပြေတော့တွေ့ရင်တော့ဒီခဏယူပိုကောင်းမယ်လူကြောင်မျိုးကြောင့်ခွေချစ်သူတွေခွေဝါ